အမေရိကမှာအလုံမျိုးစုံလုပ်ပြီးမိသားစုကိုရှာကျွေးနေတဲ့အာဇာနည်ပရိသတ်ကြီးရဲ့အဆိုတော်အာဇာနည်ကတော့တခေတ်တကာကရှမ်းရှမ်းတော့ဆိုတော့ဖြစ်ပေမဲ့လေအမေရိကန်ရောက်ပြီးနောက်ပိုင်းမှာအောက်ခြေသိမ်းလုံမျိုးစုံလုပ်နေရပါတယ်။အာဇာနည်ကလွန်ခဲ့တဲ့နှစ်နဲ့ငယ်တွေကမိန်းမနဲ့သားသမီးတွေနဲ့အတူအမေရိကကိုပြောင်းရွှေ့နေထိုင်ပြီးတော့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။အားလဲချိန်ဒီမှာလည်းကိုပိုင်ကားနဲ့တက္ကစီဆွဲပါသေးတယ်။ကိုအိမ်မှာသုံးတဲ့ပလတ်စတစ်ဘူးကုန်ဘီယာဘူးကုန်ကအစားမလွတ်ဖြစ်ပိန်ကီလိုဆိုင်မှာပြန်သွင်းပြီးပတ်စံရှာခဲ့တာပါ။ delivery လုပ်တုန်းကလည်းနေမနာညာမနာအရှမ်းပင်ပန်းခဲ့ပြီးမိန်းမနဲ့သားသမီးတွေကိုရုန်းကန်ရှာကျွေးခဲ့တာပါ။အခုလဲအာဇာနည်ကအမေရိကမြို့လေကောင်မှရှိတဲ့ခောက်ဆွဲဆိုင်မှာစပေါ်မုံလုပ်ကိုဝင်ရောက်လုပ်ကင်နေတာရပ်ပိုင်းပဲရှိပါသေးတယ်။အာဇာနည်ကတော့သူ့မိသားစုကိုတယောက်တည်းအားနဲ့အလုံမျိုးစုံလုပ်ကရှာဖွေကျွေးမွေးနေတာကြောင့်ပြည်သက်တွေကတနာကျူနာဖြစ်နေကြပြီးဖခင်ကောင်ပြီးသားတွေလို့လည်းချီးကျူးနေကြပါတယ်။